တဘောကလုံးစားမကောင်အောင်ချမ်းသာပေးမဲ့အရင်းနှီးများတဲ့လုပ်ငန်းကြီးတစ်ခုကိုလုပ်ကိုင်နေတဲ့ဆိုမြတ်သူစားအကယ်ဒမီစုများစွာရရှိထားတဲ့ဆိုမြတ်သူစားကအသက်55နှစ်အရွယ်ရောက်တဲ့အထိတရုတ်ဆောင်နေဆဲဖြစ်တယ်လို့ကင်မရာနောက်ကွယ်မှာလည်းစီးပွားရေးလုပ်ငန်းကိုဦးဆောင်နေပါတယ်။အနုပညာအလုပ်ကအတက်အကျတွေအနေအမြင့်တွေမြန်ဆန်လွန်းတာကြောင့်စီးပွားရေးလုပ်ငန်းဘက်ကိုကူးပြောင်းထားသူတွေရှိပါတယ်။တချို့တွေကအထည်ဆိုင်တွေစားသောက်ဆိုင်တွေကိုပဲရွေးချယ်ကြပေးမယ်ဆိုမြတ်သူစားကတော့စောက်လုပ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကိုကူးပြောင်းလိုက်ကြပါရှင်။ဆယ်စုနှစ်ပေါင်းများစွာအနုပညာလောကမှာထိပ်တန်းကနေရပ်တည်ခဲ့ပြီးအကယ်ဒမီဆုတွေကြော်ညာတွေရုပ်ရှင်ဝင်ငွေတွေအပြင်ပိုင်ဆိုင်ထားတဲ့တခြားသောစုဆောင်းမှုတွေကြောင့်ဆိုမြတ်သူစားကတသက်စားမကောင်ချမ်းသာပြီးသားလူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ဘာလို့အခုချိန်ထိအပင်ပန်းခံအလုပ်လုပ်နေတယ်လဲဆိုတာကတော့နောက်တစ်ချိန်အနားယူချိန်မှာစီးပွားရေးတစ်ခုရှိထားကြတာကြောင့်ဖြစ်ပါတယ်။လက်ရှိချိန်မှာအသက်55နှစ်ရှိပြီဖြစ်ပြီးတော့ရုပ်ရှင်အလုပ်ကိုရပ်နားလိုက်ချိန်မှာအောင်မြင်နေပြီးသားအလုပ်တစ်ခုရှိကျင်တယ်လို့ဆိုပါတယ်။အနုပညာလောကမှာအပြောင်းအလဲတွေကမြန်ဆန်ပြီးတော့ဒီနေ့အောင်မြင်ပေမဲ့နောက်ရက်မှာမထင်ထားတာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်သူ့ရဲ့ငွေကြေးတွေကိုအရင်နှီးလုပ်ပြီးတော့စောက်လုပ်ရေးလုပ်ငန်းကျဲမှာပုံအောင်လိုက်ပါတယ်။ဆိုမြတ်သူစားကစောက်လုပ်ရေးလုပ်ငန်းတွေကိုထုတ်လုပ်တဲ့လုပ်ငန်းကိုလုပ်ကိုင်နေပြီးတော့မြန်မာတိုင်းနိုင်ငံလုံးအနှံ့ကိုရောင်းချပါတယ်။ဒီလုပ်ငန်းကိုအခုမှလုပ်ကြမဟုတ်ပဲလွန်ခဲ့တဲ့2နှစ်ကတည်းကညီမကျောင်းနဲ့အတူလုပ်ကိုင်နေခဲ့ပါတယ်။မအောင်မြင်သေးခင်မှာလူအများကိုမပြောပြခဲ့ပဲအခုဆိုရင်တော့သူ့ရဲ့လုပ်ငန်းလေးကတော်တော်လေးအောင်မြင်နေပြီဖြစ်ပြီးတော့နာမည်တစ်ခုကိုလည်းတိစောက်နိုင်သွားတဲ့အချိန်မှသာချပြလိုက်ကြပါ။စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့မလွယ်ကူပေမဲ့သူ့ရဲ့စူးစမ်းခြင်းနဲ့စိတ်စူးစမ်းခြင်းနဲ့စိတ်ကြောင့်ပဲဒီလိုလုပ်ငန်းကိုလုပ်ကိုင်ဖြစ်သွားခဲ့ပါတယ်။ဆိုမြတ်သူစားလည်းအရင်ကတော့ညီမတွေပူပေါင်းပြီးတော့ပိုးတဲ့ဆိုင်ကိုဖွင့်လှစ်ထားသေးပါတယ်။အထက်လုပ်ငန်းနဲ့လည်းအောင်မြင်တဲ့သူဖြစ်တဲ့အပြင်နောက်ပိုင်းမှာတော့ဒီတက်ပိုအမြတ်များပြီးအောင်မြင်မဲ့အလုပ်ကိုလုပ်ချင်လာကစောက်လုပ်ရေးလုပ်ငန်းပစ္စည်းတွေကိုရောင်းချဖို့အကြံရသွားပါတယ်။အနုပညာရှင်တွေစီးပွားရေးလုပ်ရင် fashion ဆိုင်အလားပြင်ဆိုင်စားသောက်ဆိုင်လုပ်ငန်းတွေကိုရွေးချယ်ကြပြီးတော့ဒီအလုပ်တွေကအနုပညာရှင်ရဲ့နာမည်နဲ့လည်းအကျိုးပေးပါတယ်။ဆိုမြတ်သူစားကအမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့စောက်လုပ်ရေးလုပ်ငန်းပစ္စည်းတွေကိုစိတ်ဝင်စားပြီးတော့စက်ရုံထဲမှာသူကိုယ်တိုင်စက်တွေဘယ်လိုလဲပတ်လဲကုန်ကျန်းပေကဝင်တယ်လဲဈေးကွက်ကိုဘယ်လိုဖြတ်မလဲဆိုတာတွေကိုအသေးစိတ်လေးလာကွက်ကဲနေပါတယ်သူရဲ့ပစ္စည်းတွေကနိုင်ငံခြားကလည်းတင်သွင်းထားတာဖြစ်လို့ဒီလိုလုပ်ငန်းကြီးကိုလုပ်ကိုင်ဖို့အတွက်အရင်ကြီးများစွာလိုအပ်မှာဖြစ်တဲ့အပြင်စိတ်နဲ့မကြဖို့လည်းလိုအပ်သေးပါတယ်ဒါကြောင့်ဆိုမြတ်သူစားကတရုတ်ဆောင်ကောင်းရုံသားမကစီးပွားရေးအမြင်လည်းရှိသူတစ်ယောက်အဖြစ်ချီးကျူးကြတာပါရှင်လူတွေရှိနေတဲ့အိမ်တွေကြိုက်တွေစက်ရုံတွေအများတန်းတိစောက်နေရအောင်မှဖြစ်ပြီးတော့အင်းဆောက်ပစ္စည်းကဘယ်တော့မှခက်မကုန်တဲ့ရရှိဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်ဒီလိုလုပ်ငန်းကြီးကိုရွေးချယ်ထားတာကြောင့်တစ်ချိန်မှာအနုပညာလောကကနေအနားယူသွားရင်တော့တတိမကြီးအဖြစ်ဆက်လက်အောင်မြင်မှုအတွက်ရည်ရွယ်ထားပါတယ်တခြားသူတွေကအလွယ်တကူငွေပေါ်မဲ့လုပ်ငန်းတွေကိုရွေးချယ်နေချိန်မှာဆိုမြတ်သူစားကတော့အချိန်ယူရပြီးရင်းနှီးမြှုပ်နှံမှုအများအပြားလိုအပ်တဲ့အလုပ်ကြီးကိုတည်ထောင်ခဲ့ပါတယ်။ရေတိုအမြတ်ကိုမကြည့်ပဲရေရှည်ခိုင်မာတဲ့အလုပ်ကိုရွေးချယ်တာကြောင့်သူ့ရဲ့လုပ်ငန်းကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဆိုမြတ်သူစားကအောင်မြင်တဲ့ရုပ်ရှင်မင်းသမီးဖြစ်အောင်သာမကသတိမကြီးတစ်ယောက်လည်းဖြစ်နေပါပြီနော်။ချမ်းသာနေပြီဆိုတဲ့အတွေ့အကြုံနဲ့တတောင့်တတာမနေပဲစီးပွားရေးလုပ်ဖို့ဘယ်တော့မှနောက်မကျဘူးဆိုပြီးရင်းနှီးမြှုပ်နှံနေခဲ့တာကြောင့်လူငယ်တွေနဲ့အမျိုးသမီးတွေအားလုံးအတွက်တော့စိတ်ခွန်အားဖြစ်စေပါတယ်ရှင်။